Hello guys, hello 妹妹嚟ပါညီမမြန်မာဒီနေ့မှာတော့စပင်နဲ့ထပ်လုပ်နေလို့ပြောင်းမှဖြစ်ပါတယ်ညီမတော့ဥစားမင်္ဂလာဆောင်အင်ဂျင်နီယာစပင်လေးရွေးပွားရဆိုတော့အခုကတော့ညီမထပ်မရွေးတော့ပါဘူးเนาะအဲ့တော့မမတို့ညီမတို့မသိမှဆိုတော့ညီမပြပါမယ်เนาะပြမယ်ဆိုရင်ပို့ဆောင်အရှိကိုဆွဲပါเนาะအရှိရောက်သွားဆိုရင်မင်္ဂလာဝတ်ဆောင်လေးလိုက်ပါညီမလဲပွားပါပြီเนาะပြီးရင်ကိုကြိုက်နေတဲ့စပင်ပုံစံလေးတွေရွေးလိုက်ပါเนาะညီမတော့အခုရွေးပွားဆိုမရွေးတော့ပါဘူးအခုပြီးပြီဆိုရင်ညီမတို့ဂဲဘွိုင်းဟုံးဟိုတွားပါမယ်နော်ဘွိုင်းဟုံးတွားပါမယ်အခုဘွိုင်းဟုံးရောက်ပြီဆိုရင်ဘွိုင်းဟုံးနင်ဂျာအင်ဂျီလေးပြောင်းလာမှာမယ်နော်ပြီးရင်ဘွိုင်းကိုပြောင်းပါမယ်ဘွိုင်းပြောင်းမှရင်သူ့ဘောနော်ဟိုမျိုးလက်တွဲလိုက်ပါလက်တွဲပွားလို့ရှိရင်ပြီးရင်ကိုပါဘောနော်ကိုပွားလိုက်ပါကိုပွားလို့ရှိရင်ဂဲကိုလက်လွှင့်လိုက်ပါလက်လွှင့်လိုက်ပွားလို့ရှိရင်အဲ့ဒီပေါ့နော်ဂဲအတူနဲ့ဂဲအတူပေါ့နော်ဂဲအတူကိုစကားပြောပါပြောပွားလို့ရှိရင်လက်ချင်သွဲလှုပ်လိုက်ပါလှုပ်လိုက်လို့ရှိရင်နော်ကိုနောက်ပါလိုက်ပေါ့နော်ပြီးရင်လက်ပြန်ဖြုတ်လိုက်ပါပြန်ဖြုတ်ပွားလို့ရှိရင်ကိုဝါကိုရုံပြောက်လိုက်ပါဖြုတ်ပွားဆိုရင်ကြီးကကောင်မှမပြောက်ဘူးပေါ့နော်မပြောက်ဘူးဆိုရင်ပြီးရင်ဂဲကိုပြန်ပြောင်းပါမရှင်းတာလေးဖြုတ်သွားရင် sorry ပါနော်ခုဖြိုးလိုက်ဆိုရင်ပြီးလို့ရှိရင်သူ့အင်ဂျီတစ်ခုလေးပြလိုက်ပါနော်ပေါ်စောစကားပြလိုက်ပါအင်ဂျီလေးရပါမယ်အင်ဂျီကိုဘယ်လိုလေးလုပ်မလဲဆိုရင်တော့ကိုစိတ်ကြိုက်ပေါ့နော်ဒါပေမဲ့ညီမဒီအင်ဂျီလေးလုပ်လိုက်ပါတော့မယ်လုပ်ပွားဆိုရင်သူ့ကိုခြိလိုက်ပါနော်ခြိပိုက်ဆိုရင်ဘွိုင်းပြန်ပြောင်းပါမယ်ဘွိုင်းကနေပြီးတော့ဂဲအစ်စ်ကိုပေါ့နော်ပြန်ခြိရပါမယ်ထပ်ပြီးတော့ခြိလိုက်ပါမယ်ခြိလိုက်ပြီးသွားလို့ရှိရင်ပြီးရင်ပြန်ချလိုက်ပေါ့နော်အဲ့အချိန်မှာဂဲပေါ့နော်ဒီမှာဂဲကလက်တန်းနေပါပြီပြီးရင်အကောက်မောက်ပြန်ချလိုက်ပေါ့နော်ဂဲအတူပြန်ချလိုက်ပါပြန်ချပါလို့ရှိရင်အမြန်သွားပေါ့နော်တင်တော့ပါလို့ရှိရင်မှာပေါ့နော်ကိုကြိုက်ညစ်ချက်တဲ့စပင်ကိုထပ်ယူလိုက်ပါနော်ညီမတော့ဒီစပင်လေးယူလိုက်ပါမယ်နော်ဂလုံးမိုက်ဖြစ်သွားပါတယ်ဒါမှစိတ်မပူပါနဲ့စပင်ပြန်ပေါက်လာပါတော့ပြီးသွားလို့ရှိရင်ပေါ့နော်အင်ဂျီလေးတစ်ခုကိုလဲလိုက်ပါကိုကြိုက်ညစ်တဲ့အင်ဂျီလေးပေါ့နော်ပြီးလို့ရှိရင်ကျမတော့ညဝင်အင်ဂျီလေးကိုလဲလိုက်ပါတယ်လဲလို့ရှိမှဒီမှာပေါ့နော်စပင်2အောင်ဖြစ်နေပါရဲ့နော်စပင်ကပေါ့နော်အယောင်မတူဘဲနဲ့လည်းဆိုရရပါရဲ့အယောင်တူခြင်းနဲ့ဆိုရင်တော့ညီမပြရလေးလုပ်ပေးပါနော်ပြီးသွားလို့ရှိရင်မှာပေါ့နော်ဥစားစပင်ကလာတော့ဒီမှာအမေအောင်လေးပါနော်ခုမှတော့စပင်ညထပ်ပြပါပါပြီနော်အမေချန်နယ်ကြကြရဆိုရင်ညီမ channel လေး like subscribe လုပ်ထားပေးပါအားလုံးပဲတတာ